တာခင်စာချုပ်တက်တန်းကုန်ဆုံးတော့မဲ့ကက်စီမီရိုကို United တို့ဘာလို့သွားမှာလဲအားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါမင်းနဲ့ဆွန်လာထဲမှာပဲစာချုပ်တက်တန်းကုန်ဆုံးတော့မဲ့ United ရဲ့ကွင်းလယ်ဗိုလ်ချုပ်ကက်စီမီရိုကို United တို့စာချုပ်တက်တန်းတိုးသွားမှာလားဒါမှမဟုတ်ထုတ်ခွာဝင်ပေးမှာလားဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါပြီကက်စီမီရိုကလက်ရှိအားနေတဲ့ကွင်းလယ်နေရာအတွက် United ကစားသမားတွေထဲမှာအသက်သွေးကြောလို့တောင်ပြောလို့ရပါတယ်ပြီးခဲ့တဲ့စပါနှစ်ပွဲမှာကက်စီမီရိုနဲ့ဥကာတီလူစားလဲခဲ့တာကနေစပြီးဂိုးတွေခွင့်ပြုခဲ့တာကိုမြင်တွေ့နိုင်ပါတယ်ဒါကြောင့် United ရဲ့ကွင်းလယ်မှာကက်စီမီရိုမပါတဲ့ကွင်းလယ်ကစမပါတဲ့ဟင်းလို့ပေါ်ပြပြနိုင်နေခဲ့ပြီးကစားဖို့မပြတ်စီးဖို့ရေထင်းချောင်းနေရတာဖြစ်ပါတယ် United အနေနဲ့အသက်33နှစ်ရွယ်ကက်စီမီရိုနေရာအစားထိုးဖို့အတွက်ကွင်းလယ်ကစားသမားမရှိနေတာကအတော်လေးကိုဝမ်းနည်းဖို့ကောင်းပါတယ်ပြီးခဲ့တဲ့ရာသီကခြေစွမ်းပြခဲ့တဲ့ဥကာတီကလည်းဒီရာသီမှာအတော်လေးတိုင်ပတ်နေခဲ့ပြီးပြီးခဲ့တဲ့စပါနဲ့ပွဲမှာခွင့်ပြုလိုက်ရတဲ့ဂိုးကလည်းဥကာတီရဲ့အမှားတွေပါဝင်နေပါတယ်။ဒါကြောင့် United ရဲ့ကွင်းလက်ကလက်ညှိုးနဲ့ထိလိုက်ရင်တော့မှလဲတော့မဲ့ရေးဖြစ်နေပြီးပွဲတိုင်းကိုလွှမ်းမိုးနိုင်မဲ့ကွင်းလက်ကစားသမားတွေလိုအပ်နေတာဖြစ်ပါတယ်။ဒီပြအမရိအနေနဲ့ကလည်းအသက်33နှစ်ရွယ်ကစားသမားကိုအခုလိုအားကိုးနေရတာကရေရှည်မှာအဆင်ပြေမှန်ကောင်းကောင်းနားလည်ပြီးသားပါ။ဒါပေမဲ့လည်းကက်စီမီရိုနေရာအတွက်အစားထိုးဖို့လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ကလည်းခက်ခဲနေဦးမှာဖြစ်တာကြောင့်အတော်လေးကောင်းခဲနေရမှာပါ။ဒါကြောင့်ပဲကက်စီမီရိုရဲ့စာချုပ်မှာတစ်နှစ်တက်တန်းတိုးခွင့်ပါရှိတာကြောင့်2020ခုနှစ်ထိတက်တန်းတိုးခွင့်ကိုလှုပ်ဆောင်ဖို့ဆန္ဒရှိနေပေမဲ့ကစားသမားရဲ့လစာကြောင့်အကျက်တွေ့နေပြန်ပါတယ်ကက်စီမီရိုဟာ United မှာလစာအများဆုံးကစားသမားဖြစ်ပြီးတပတ်လောက်ခပေါင်3သိန်းခွဲရနေတာပါဒီပမာဏကလက်ရှိမှာလန်ဒန်မှာတည်ထားတဲ့ရုံကိုပြောင်းရွှေ့ပြီးအသုံးစရိတ်ရှော့ချနေတဲ့စာချင်းတို့အတွက်တော့အဆင်မပြေနေခဲ့တာပါလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေကတော့ United ကကက်စီမီရိုကိုစာချုပ်တန်တန်တိုးဖို့ကမ်းလှမ်းသွားမှာဖြစ်ပါတယ်ဒါပေမဲ့အရင်တုန်းကလိုလစာမျိုးအရင်တုန်းကလိုစာချုပ်နဲ့မဟုတ်တော့ပဲလစာလျှော့ထားတဲ့စာချုပ်နဲ့သာကမ်းလှမ်းသွားမှာဖြစ်ကြောင်းသိရပါတယ်ကက်စီမီရိုကတော့ United မှာလာသာရှော့ယူပြီးဆက်ပြီးနေသွားမှာလားဒါမှမဟုတ်အသင်းကနေထွက်ခွာသွားမှာလားဆိုတာကတော့ဆုံးဖြတ်ချက်ချဖို့တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်ပါတယ်ကက်စီမီရိုထွက်တာနဲ့ Saudi Club တွေကလာစာမြောက်များနဲ့ကမ်းလှမ်းမှုအသင်းရှိနေတာဖြစ်ပါတယ်ဒါကြောင့်ဇန်နဝါရီမှာကွင်းလင်ကစားသမားခေါ်ယူဖို့မဖြစ်နိုင်သေးတဲ့ဇလန်နဲ့လာသာရှော့ယူမှအဆင်ပြေမဲ့ကက်စီမီရိုရဲ့အချစ်ဇလန်လေးတစ်ပုဒ်ကတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့တာဖြစ်ပါတယ်ကက်စီမီရိုဟာအသက်33နှစ်ရှိနေပေမဲ့လက်ရှိရာသီ Premier League 10ပွဲကစားပြီးမှသွင်းဂိုး3ဂိုးနဲ့ဖန်တီးမှုတစ်ကြိမ်ဆွမ်းဆောင်ပြထားပါတယ် United ရဲ့ကွင်းလယ်မှာပြိုင်ဘက်ကစားသမားတွေကိုအကောင်းဆုံးဟန်တားနိုင်တဲ့သူဖြစ်ပြီးဂျူအယ်ရန်ကောင်းတဲ့ခြေစွမ်းတွေကိုပြသထားသူဖြစ်ပါတယ်ဒါကြောင့်ပဲ United မှာအရေးပါတဲ့ကစားသမားတူဖြစ်နေပြီးလူစားလဲဖို့တောင်အတော်လေးစဉ်းစားယူနေရတာဖြစ်ပါတယ်ကက်စီမီရိုအနေနဲ့ United နဲ့3နှစ်တာကစားလာခဲ့တဲ့ကာလာတိုတွင်မှာ FA ဖလားနဲ့ခါရာဘောင်းဖလားတို့ကိုစကူးနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအသက်အရွယ်ရ United မှာပွဲတိုင်းဒီပါမိနစ်60ပြည့်ပွဲထွက်ကစားဖို့ဆိုတာမဖြစ်နိုင်သလိုခြေစွမ်းပုံမှန်ပြနိုင်ဖို့ဆိုတာကလည်းအတော်လေးကိုမှခက်ခဲပါတယ်ဒါကြောင့် United တို့ကဥရောပဝင်ခွင့်မရထားပဲတပတ်တပွဲတာကစားရနေတာကြောင့်ခံတာနေတာဖြစ်ပြီးဥရောပပြိုင်ပွဲတွေတာကစားနိုင်မယ်ဆိုရင် United ရဲ့ကွင်းလယ်လူစင်းတွေကအတော်လေးကိုမှတိုင်ပတ်နေဦးမှာပါဒါကြောင့်ဖြစ်နိုင်တယ်များလာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာ Nottingham Forest ကအန်ဒါဆန်နဲ့ Atletico Madrid က Conor Gallagher တို့ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ပြဿနာကိုဖြေရှင်းရရောက်သွားမှာပါဒါပေမဲ့ United ရဲ့ဘတ်ဂျက်ချွေတာမှုနဲ့အဆိုပါကစားသမားတွေကိုသက်ဆိုင်ရာအသင်းတွေကရောင်းချဖို့မလွယ်သေးတာကြောင့်ခက်ခဲနေဦးမှာပါဒါကြောင့် United တို့အနေနဲ့ကက်စီမီရိုတာလာသာရှုပ်ယူပြီးအသင်းမှာစာချုပ်တက်တန်းတိုးတာကိုလက်ခံပါစေလို့ဆုတောင်းရမှာဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောကက်စီမီရိုကို United ကဘယ်လိုလှုပ်ဆောင်သွားမယ်ထင်ကြလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါဦး United ကိုချစ်ခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်